ဒီဖွင့်လကားလူသားဟာစိတ်ထိန်ချုပ်ခံထားရတဲ့ရုပ်သေးလူသားတစ်ယောက်ကိုဆွဲခေါ်လာခဲ့ပါတယ်သူတို့နှစ်ယောက်ဟာပျက်စီးနေတဲ့အဆောက်အအုံပျက်စီးတွေကြားထဲမှာဟိုဟိုဒီတီလျှောက်သွားနေတာပါသူ့ရဲ့ရည်ရွယ်ချက်ကတော့အရေးထဲမှာပုံအောင်နေတဲ့အသက်ရှင်ကျန်ရည်သူတွေကိုညှောက်ခေါ်ဖို့ဖြစ်ပါတယ်တယောက်မကြံဖမ်းဆီးဖို့ဖြစ်ပြီးသူကိုယ်တိုင်လူသားတွေရဲ့ထောင်ချောက်ထဲရောက်နေတာကိုတော့မသိပါဘူးအသက်ရှင်ကျန်ရည်သူတွေကတော့ပျက်စီးနေတဲ့အဆောက်အုံတွေထဲကနေတတိကြီးစွာနဲ့စောင့်ကြည့်နေကြပါတယ်အဲ့ဒီနောက်မှာတော့အမျိုးသမီးတစ်ယောက်ဟာအပြင်ကိုရုတ်တရက်လှမ်းထွက်လာခဲ့ပါတယ်သူမကဖွင့်လကားလူသားစီမှာလက်နက်ချအညံခံဖို့အသိရှိကြောင်းအတန်ကျကျနဲ့အော်ပြောလိုက်တာပါဒါပေမဲ့သူမရဲ့ဆုပ်ထားတဲ့လက်ပွားထဲမှာဖောက်ခွဲရေးခလုတ်ကိုကြစ်ကြစ်ပါအောင်ဆုပ်ကင်ထားတာဘယ်သူမှမသိပါဘူးသူမဟာရှေ့ကိုတလန်ချင်းတိုးလာပေမဲ့ဖွင့်လကားလူသားကတော့သူမရဲ့စကားကိုစုံအောင်နားထောင်ဖို့စိတ်ဝင်စားပါဘူးသူကလက်နက်ကိုအပုံမြောက်ပြီးချက်ချင်းပဲပစ်ခတ်လိုက်တာကြောင့်အမျိုးသမီးဟာလဲကျတည်ဆုံးသွားခဲ့ပါတယ်မလန်းမကမ်းမှာတော့နေကမျက်မှန်တက်ထားတဲ့အမျိုးသားတစ်ယောက်ကအေးဆက်ဆက်နဲ့တန်းကြည့်နေကြတာပါသူ့မှာဒေါသထွက်ရည်မရှိသလိုတပြင်းတောင်မချပါဘူးဘာလို့လဲဆိုတော့ရန်သူကအစာငါးကိုဖမ်းမိသွားပြီးမို့လို့ပါနောက်တစ်စက္ကန့်မှာတော့သူဟာဖောက်ခွဲရေးခလုတ်ကိုချက်ချင်းနှိပ်လိုက်ပါတော့တယ်ပြင်းထန်တဲ့ပောက်ကွဲမှုကြီးကလက်မတစ်ခုလုံးကိုခဏချင်းတွင်းမှာပဲဝါမျိုးဖြစ်လိုက်ပါတယ်ဒီမျိုးသားရဲ့နာမည်က Frank ဖြစ်ပြီးဂျူသားတွေမကျူးကျော်ခင်ကဆိုရင်သူဟာစိတ်ကျန်းမာရေးဆေးရုံမှာရှိနေမဲ့သူပါဒါပေမဲ့အခုကဘာကြီးမှာတော့ပိုပြီးရက်ဆက်တဲ့သူမှသာအသက်ရှင်တန်နိုင်မဲ့စီးမြစ်တစ်ခုပဲရှိပါတော့တယ် Frank ကတော့အသက်ရှင်ကျန်ရည်ရုံတင်မကပဲဒီကဘာပြက်ကတ်ထဲမှာပိုပြီးတော့အဆင်ပြေနေခဲ့တာပါအခြားသူတွေကအမိုက်လိုမြင်တဲ့အရာတွေကိုသူကဘုံတွေနဲ့ထောင်ချောက်ခလုတ်တွေအဖြစ်ပြောင်းလဲပြနိုင်ပါတယ်သူ့လိုလူမျိုးတွေကပဲလူသားမျိုးနွယ်စုရဲ့တော်လိုင်းရေးအဖွဲ့အတွက်တကယ်ကိုအလိုအဆုံးဖြစ်နေခဲ့တာပါအဲ့ဒီနေ့မှာပဲတော်လိုင်းရေးကောင်းဆောင်က Frank ရဲ့အသစ်ဆက်ဆက်ဘုံတွေကိုထပ်မံတောင်းဆိုဖို့ရောက်လာခဲ့ပါတယ်ဒီဘုံတစ်လုံးနဲ့တင်ရန်သူရဲ့စွမ်းရည်ထုတ်လုပ်တဲ့စက်ရုံကြီးတစ်ခုလုံးကိုဖျက်ဆီးပစ်နိုင်လို့ပါပဲ Frank ကသူတို့ရဲ့ရွေချက်ကိုချက်ချင်းရေးမိသွားပြီးသူ့ရဲ့တောင်းဆိုချက်ကိုလည်းတက်တက်တတပြောလိုက်ပါတယ်သူဟာထောင်ချောက်တွေထပ်လုပ်ဖို့အတွက်ဒဏ်ရာပြင်းထန်ရထားတဲ့စစ်သားအချို့ကိုအစာငါးအဖြစ်အလိုရှိနေတာပါသူ့ရဲ့အမြင်မှာတော့လူသားမျိုးနွယ်တွေဟာအရင်လိုကဘာဟောင်းစီကိုဘယ်တော့မှပြန်မရောက်နိုင်တော့ပါဘူးသူမသိခင်မှာရန်သူဖွင့်လကားလူသားတွေကိုတက်နိုင်သမျှများများကြီးမျိုးတုံးအောင်ဆွဲခေါ်သွားချင်တာပဲရှိပါတယ်ဒီသဘောတူညီချက်ဟာတကယ်ကိုတွေးအေးလုံးပြီးရက်ဆက်ကကိုချင်းတရားလုံးဝမရှိတဲ့ကိစ္စတစ်ခုပါဒါပေမဲ့တော်လိုင်းရေးကောင်းဆောင်ဟာအကြာကြီးတိတ်ဆိတ်သွားပြီးနောက်မှာတော့သဘောတူကြောင်းကောင်းကြီးပြလိုက်ပါတော့တယ်